ဒီလိုမျိုးပေါ့ကျွန်တော်တို့လူတွေမှာဝမ်းတလုံးကောင်းရင်ခေါင်းမခဲပေါ့နော်ဆရာအဲ့ခါကျကျွန်တော်တို့ကအိမ်သားမရှိတဲ့ခါကျတော့တကယ်ပြဿနာတက်တဲ့အချိန်မှာကျွန်တော်တို့အိမ်သားတက်ဖို့စဉ်းစားရပါပေါ့နော်အိမ်သားတက်ဖို့စဉ်းစားရတဲ့ခါကျတော့ကျွန်တော်တို့ဝင်းချုပ်တာတွေပဲအကုန်ဖြစ်ကုန်အဲ့လို2ရက်3ရက်ဝင်းမသွားနိုင်ဘူးပေါ့နော်အဲ့လိုမျိုးလာခါတွေတော့ခက်ခဲပါတယ်ကျွန်တော်တို့ဒီအိမ်သားတွေရလိုက်တဲ့ခါကျတော့ဘာပဲပြောကျွန်တော်တို့အားလုံးလေးပေါ့နော်ဒီဝမ်းသာကြတယ်ပျော်ရွှင်ကြတယ်ပေါ့နော်ဒီအိမ်သားတွေရတဲ့နေပြီးတော့မှကျွန်တော်တို့ဒီမိသားစုပေါ့နော်သူနာပြုတင်တန်းချောင်းမိသားစုအနေနဲ့လူပေါင်း340လောက်အတွက်ကိုဆရာတို့ကြက်ချင်နေနဲ့ကျွန်တော်တို့ကယ်ဆယ်လိုက်တဲ့သဘောပါပဲရှင်ဟုတ်ကျေးဇူးတင်ပါတယ်ဟုတ်ကျောင်းသားအင်အားက250ဝန်ထမ်းနဲ့မိသားစုက90ရှိရဆရာအဲ့ခါကျကျွန်တော်တို့အကုန်လုံးကလည်းနေလို့မရတဲ့ခါကျတော့ကွင်းထဲကိုပေါ့နော်ကွင်းထဲကိုအကုန်လုံးစုကြတဲ့ခါကျကျွန်တော်တို့မှာအပြင်းအိမ်သာမရှိဘူးအပြင်းအိမ်သာအနေနဲ့ကျွန်တော်တို့တစ်လုံးပဲရှိတော့ကျွန်တော်တို့အဲ့မှာအိမ်သာတန်းစီရတာဒုက္ခဖြစ်တယ်ပေါ့နော်ပြီးတော့ရေမရအဲ့လိုမျိုးဒုက္ခတွေတော်တော်ဖြစ်တယ်ပေါ့အဲ့ဒီအချိန်မှာကျွန်တော်တို့ကြက်ချီနီကအန်တီဒေါ်တင်နေလေးကိုယ်တိုင်လာပြီးတော့မှကျွန်တော်တို့ဒီအိမ်သာတွေလှူဖို့ပေါ့နော်ကြက်ချီနီအဖွဲ့တွေနဲ့လာပြီးတော့မှကျွန်တော်တို့ပြောပါတယ်အဲ့ကမှကျွန်တော်တို့ကလည်းအရန်ကိုဝမ်းသာပါတယ်ပေါ့နော်ဟုတ်ကျွန်တော်တို့ရဲ့အခက်အခဲတွေလည်းအများကြီးဆင်ပြေတော့ပါတယ်